ခုနှစ်မြောက်နေ့မှာတော့မိဘဆရာတွေးဆုံမဲကိုဆာကာမိုတိုတို့တွားခဲ့ကြပြီးဆိုင်ကိုတော့ရှင်းတဲ့လူကိုတာဝန်ပေးထားခဲ့ပါတယ်။ဆိုင်မှာတော့ရှင်းကသူ့အေပရွန်ကိုယူဝေပြီးတန်ရှင်းရေးတွေလုပ်နေရကြောင်းကိုအေပရွန်ကိုဝေးဖို့ရှင်းကပြောကလူနဲ့စကားများနေပါတယ်။အဲ့ဒီချိန်မှာပဲပေါက်စီအပိုလာတောင်းတဲ့ဟီစကဲကလည်းရောက်လာပြီးရှင်းတဲ့လူစကားရေးလူပွဲအကြီးကျယ်ဖြစ်နေရကိုရက်ကြည့်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့လူကသူမြန်းစိတ်တွေလိုက်ဖက်နေတဲ့သူအနီးနားမှာရှိနေရတော်တော်အောင်နောက်ဖို့ကောင်းနေလို့ပြောတဲ့ချိန်ရှင်းကတိတ်ဆိတ်ကတောင်းမဲ့မှာလေလို့ပြောခဲ့ပြီးထွက်သွားခဲ့ပါတယ်။ဟီစကဲကတော့လိုက်မခေါ်တော့ဘူးလားလို့မေးခဲ့ပြီးလူကယူစရာရှိတာယူပြီးနင်းနဲ့လေးလိုက်တော်လို့ပြောခဲ့ပါတယ်။လူနဲ့ဆိုင်မှာလူတယောက်တည်းကြံခဲ့ပြီး PPE ဝစ်စုံနေတဲ့လူတို့ရောက်လာကအေပရွန်ကနာမည်ကိုကြည့်ပြီးလူကိုရှင်းတင်နဲ့ဖမ်းခေါ်သွားပါတယ်။ကားပေါ်မှာတော့တနကဆိုတဲ့လူကတခွဲကန်းကနေထွက်ပြေးသွားတာ17နှစ်ရှိတဲ့ကောင်လေးကမြို့ထဲမှာပေါ်တင်လျှောက်သွားနေမယ်လို့ဘသူကထင်မှလဲပြောနေချိန်ကားမောင်းနေတဲ့စီပါဆိုတဲ့လူကငါတို့လူမားဖမ်းလာပြီးထင်တယ်လို့ပြောနေခဲ့ပါတယ်။တနကကတော့အေပရွန်မှာနာမည်ပါတာကြောင့်မှားစရာမရှိဘူးလို့ပြောနေပြီးစီပါကဘာလို့သူ့ကိုဖမ်းလာတာလဲလို့မေးခဲ့ပါတယ်။တနကကတော့ရေးရရသူမသိပေမဲ့လွန်ခဲ့တဲ့17နှစ်တုန်းကစိတ်ဆွမ်းအားရှင်နေစမ်းသပ်မှုလုပ်ခဲ့ပြီးရှင်းကတူးသေးသောအောင်မြင်ခဲ့သူဖြစ်ကြောင်းနဲ့အဲ့လိုစိတ်ဖက်တဲ့သူကအနားမှာရှိနေစိတ်ရှိုးဖို့ကောင်းတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူ့တငယ်ချင်းကိုသူကလွယ်တခြားသူပြောတာမကြိုက်တဲ့လူကခြေထောက်နဲ့ကန်ခဲ့ပြီးသူများနဲ့မတူယုံနဲ့မကောင်းတာမဟုတ်ပဲရှင်းကနင်းတို့တွေအတွက်အများကြီးတာတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာတနကနင်းကရှင်းမဟုတ်ဘူးလားလို့မေးခဲ့ရကြောင်းလူလည်းသူ့နာမည်အရင်ကိုမိတ်ဆက်ခဲ့ပါတယ်။ဆိုင်ကိုရှင်းပြန်ရောက်လာတဲ့အခါမှာတော့လူကိုမတွေ့တော့ပဲမှန်ကွဲစားတွေကိုသာတွေ့ခဲ့ပြီးအဲ့ဒီချိန်မှာပဲဆာကာမိုတိုပြန်ရောက်လာခဲ့ပါတယ်။ရှင်းကလည်းဆာကာမိုတိုကိုဖြစ်စဉ်တွေပြောပြခဲ့ပြီးသူမသွားကြောင်းပြောနေချိန်ဆာကာမိုတိုကလူရဲ့တီနီယာကိုပြောခဲ့ပြီးရှင်းကလည်းဘလို့သိတာလဲမေးခဲ့ရကြောင်းဆာကာမိုတိုကအေပရွန်ထဲမှာ GPS ချစ်ထည့်ထားတယ်လို့ပြောခဲ့ပါတယ်။ကားပေါ်မှာတော့လူမဖမ်းလာကြောင်းပြန်ရောက်လာရင်အပြစ်ပေးခဲ့ရတော့မှတနကကြောက်နေတဲ့ချိန်လေးပေါ်ပြန်လာတဲ့ဆိုင်ငယ်တစ်စီးနဲ့တူဆာကာမိုတိုနဲ့ရှင်းရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပုံထဲကကလေးနဲ့ရှင်းတဲ့သပင်အယောင်ရုပ်ရည်တူနေရကြောင်းတနကလည်းအစ်စ်ကိုတွေ့ရကြောင်းအန်နီကင်းမီစီပါလို့ပြောခဲ့ပါတယ်။လုံးနဲ့ကားပေါ်ကနေဆိုင်ငယ်3စီးဆင်းလာပြီးဆာကာမိုတိုတို့ကိုတိုက်ခိုက်ခဲ့ရကြောင်းဆာကာမိုတိုကနေရန်နဲ့ညှက်ပြီးဆိုင်ငယ်ကိုဖျက်ဆီးကရှင်းကလည်းအသားကားပေါ်ကအသားအကြောင်းနဲ့ဆိုင်ငယ်ဘိန်းညာထိုးကဖျက်ဆီးခဲ့ပြီးနောက်ဆုံးတစ်စီးကိုတော့ဆာကာမိုတိုကဘိန်းလုံးနဲ့မျက်နှာနဲ့ပေးနှင်းလိုက်ပါတယ်။အဲ့ဒီနောက်ရှင်းလဲတခွဲကန်ကားပေါ်ပြေးတက်ခဲ့ပြီးစီပါလဲတနကကိုစီရတိုင်းကင်ခိုင်းကကားပေါ်တက်ခဲ့ပြီး PPE ဝတ်စုံကိုချုပ်ခဲ့ပြီးနောက်မှာတော့ကိုဖြောက်ကတိုက်ခိုက်ခဲ့ရကြောင်းရှင်းလဲကားတစ်စီးပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ရှင်းကိုတိုက်ခိုက်ပြီးနောက်မှာတော့စီပါကဆာကာမိုတိုဆိုင်ငယ်ပေါ်ခုန်တယ်ပြီးတိုက်ခိုက်ခဲ့ပြီးမြဲဆာကာမိုတိုကပန်းတဲ့သူဖြစ်တာကြောင့်လဲမျိုးညှစ်ခံခဲ့ရပြီးစီပါလဲဓာတ်နဲ့စီတိုင်ကြီးကိုဖောက်ကဆိုင်ငယ်လဲပေါက်ကွဲသွားခဲ့ပါတယ်။လုံးနဲ့စီပါလဲတခွဲကန်ကားပေါ်ပြန်ရောက်တဲ့အခါကန်နေဝင်ကြေးစားလို့ခေါ်ရလောက်အောင်ကြမ်းပြီးကန်ကောင်းလို့အသက်မသေးခဲ့တာပဲလို့ပြောခဲ့ပါတယ်။ဆိုင်ငယ်မရှိရကြောင်းရှင်းတို့လည်းလမ်းဘေးမှာထိုင်ကဆာကာမိုတိုကအိုကူတာဗီမှာ GPS ကရက်သွားကြောင်းပြောခဲ့ပြီးရှင်းကအဲ့လူတွေကလက်ကထင်တယ်လို့ပြောခဲ့ပါတယ်။လက်ဆိုတာကတော့ရှင်းကြီးပြင်းခဲ့တဲ့နေရာဖြစ်ပြီးအဲ့နေရာမှာတရားမဝင်သူသေသနာစမ်းသပ်မှုတွေလုပ်ကြတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့လက်ကလူတွေကငကြောင်နေတာဖြစ်ပြီးခုနိုင်ငံလူတွေလိုအနေမများအကြောင်းလက်မှာဘာတွေဖြစ်နေလဲမသိဘူးလို့ရှင်းကပြောခဲ့ပါတယ်။ဆာကာမိုတိုကလည်းလူကိုကယ်တင်ဖို့လက်စီကိုတွားရမယ်လို့ပြောကရှင်းတဲ့လူလိုင်းကားပေါ်တက်ကတခွဲကန်းစီတွားခဲ့ကြပါတယ်။ GPS ရက်တဲ့နေရာကိုရောက်တဲ့အခါမှာတော့ပြရိုက်တစ်ခုကိုတွေးခဲ့ပြီးပြရိုက်ကိုအယောင်ပြအပြစ်ဆောက်လုပ်ထားတာဖြစ်ပြီးတခွဲကန်းကပြရိုက်ရဲ့အောက်မှာရှိတယ်လို့ရှင်းကပြောခဲ့ရကြောင်းဆာကာမိုတိုလည်းမင်းရဲ့အိမ်ကိုတစ်ခေါက်အလဲသွားကြတာပေါ်လို့ပြောကအထဲကိုဝင်ခဲ့ကြပါတယ်။အထဲကိုရောက်တဲ့အခါမှာတော့ကောင်မလေးတစ်ယောက်ကဒိုင်နိုဆောကောင်းစစ်တင်းရောက်ခဲ့ရကြောင်းရုပ်ဖြတ်ဖို့ဝင်မပြောခဲ့ပေမဲ့အမှန်တော့ကြိုက်လို့ဝယ်ခဲ့ကြတာဖြစ်ပြီးဆာကာမိုတိုကလည်းဟာနာတို့နဲ့နောက်တစ်ခေါက်ပြန်လာရမယ်လို့ပြောခဲ့ပါတယ်။မြောက်ထက်မှာတော့လူတို့စီကိုဒရဲကောင်းဆုံးနဲ့လူတစ်ယောက်ရောက်လာပြီးစိတ်ပတ်တက်ကောင်လေးကသူ့လားလို့မေးခဲ့ရကြောင်းတနကလိန်ပြောခဲ့ပါတယ်။ဒရဲကောင်းဆုံးတဲ့လူကတော့သပင်ရောင်နဲ့လိန်ကမတူအကြောင်းလိန်ရင်တော့တက်ပြစ်မှာနော်လို့ပြောခဲ့ပြီးမျက်နှာဖုံးချွတ်တဲ့အခါမှာတော့ချုပ်ရတဲ့အပြစ်နဲ့မျက်နှာကိုလူလဲမြင်ခဲ့ရပါတယ်။စီပါကတော့ခေါ်လာတဲ့လူကအတူဖြစ်ပြီးအစ်စ်ရဲ့တီနီယာကိုသူသိတယ်လို့ဖော်ကောင်လုပ်ခဲ့ရကြောင်းတနကလည်းဖမ်းခံခဲ့ရပြီးဒရဲကောင်းတဲ့လူကလည်းအထက်ကလူစိတ်မပြည့်အောင်ရှင်းကိုအမြန်ဖမ်းဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ရှင်းကတော့မှတ်မိသလောက်လှုပ်ဝက်တကားရှိရသည်စဉ်းစားလာခဲ့ပြီးတနေရာရောက်မှာတော့နာရီကို8နာရီမိနစ်20လှည့်ကဝက်ဝင်ကောင်းကို90ဒီဂရီလှည့်ခဲ့ပြီးလှုပ်ဝက်တကားလည်းပေါ်လာခဲ့ပါတယ်။လှုပ်ဝက်တကားကိုတော့ရှင်းကအိုကူတာဗီလို့ရိုက်ခဲ့ပြီးလှုပ်ဝက်ကုံမှားနေရကြောင်းဝက်ဝင်ပါဇက်ထဲကနေတနက်တွေပေါ်လာကပြစ်ခတ်ခဲ့ရပြီးဆာကာမိုတိုနဲ့ရှင်းလည်းနှစ်ကောင်လုံးတိုက်ခိုက်ဖြစ်စီခဲ့ရပါတယ်။အဲ့ဒီနောက်အစင်းနေနဲ့လှုပ်ဝက်တကားကပြန်ဝဲသွားခဲ့ပြီးဒိုင်နိုဆောအယိုးစုကတက်ဝင်လာကဆာကာမိုတိုတို့ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ဆာကာမိုတိုကတော့ရွှေလျားနေတဲ့ဒိုင်နိုဆောအယိုးစုကိုမြင်ကသမီးဖြစ်သူကိုပြကျင်စိတ်ဖြစ်လာပြီးဒိုင်နိုဆောကိုအထီးကိုက်ကင်းအောင်တိုက်ခိုက်ဖို့ရှင်းကိုပြောခဲ့ပါတယ်။ရှင်းကတော့ပါဇက်ထဲကတနက်ကိုတွေးခဲ့ရကြောင်းလျှက်စစ်တနက်နဲ့ပြစ်ဖို့အကြံပေးခဲ့ပြီးဆာကာမိုတိုလည်းပြစ်ခဲ့ပြီးနောက်မှာတော့စနစ်ပြန်နိုးလာကထူးခြားမှုမရှိပဲဆာကာမိုတိုရဲ့လျှက်စစ်တနက်လည်းအမီနဲ့ရိုက်ချိုးခံလိုက်ရပါတယ်။ဒါကြောင့်ဆာကာမိုတိုလည်းအရှင်ဖမ်းမဲ့အစီအစဉ်ကိုပြက်ကတနက်ကိုလက်သီးနဲ့ထိုးခဲ့ပြီးမေးရိုးကိုဒူးနဲ့တိုက်ကခေါင်းအပေါ်တက်ကနေဖနှောင်းနဲ့နင်းခဲ့ပြီးအဆုံးသက်ပေးလိုက်ပါတယ်။အောက်ထပ်မှာတော့3ရက်လောက်မအိပ်ရသေးရကြောင်းအနားပေးဖို့တခွဲကန်းပညာရှင်တွေကတောင်းဆိုကအနားမပေးရကြောင်းအပြစ်တင်ပြောဆိုနေပြီးအဆောင်ကတနက်နဲ့ပြစ်ခတ်နေမှာဆာကာမိုတိုတို့ရောက်လာခဲ့ပြီးတိုက်ခိုက်လိုက်ပါတယ်
ရှင်းကတော့တခွဲကန်းမှာဘာတွေဖြစ်နေရလဲမေးခဲ့ပြီးတခွဲကန်းပညာရှင်တွေကလည်းခေါင်းဆောင်ကိုမြေအောက်ခန်းမှာချုပ်ထားကြောင်းနဲ့တခွဲကန်းကိုတော့အကြမ်းဖက်အဖွဲ့အစည်းတွေစီးနင်းထားကြောင်းနဲ့အသေးစိတ်ကိုပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်တုန်းကဒရဲခေါင်းဆောင်ထားတဲ့ကက်ရှိမဆိုတဲ့ကြေးသားတယောက်ရောက်လာပြီးစခန်းကိုဝင်စီးကခိမီနီးပညာတွေနဲ့ဖန်တီးမဲ့လက်နက်တွေကိုကြေးသားလုပ်ငန်းတွေအတွက်အသုံးပြုဖို့လိုကြောင်းပြောကဝင်စီးနင်းသွားခဲ့ပါတယ်။ကက်ရှိမကတော့အဖွဲ့အစည်းရဲ့ဘောဖြစ်ပြီးသူ့မှာ hazmat ဝတ်စုံတွေနဲ့တခြားလက်ပါစီခေါင်းဆောင်တွေလည်းရှိတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်တခွဲကန်းဝစ်စုံတဲ့လူတယောက်ရောက်လာကြောင်းရှင်းရဲ့စာကာမိုတိုတို့ကိုတခွဲကန်းပညာရှင်တွေလည်းဖွတ်ထားခဲ့ကြပါတယ်။အချင်းကန်းမှာတော့လူကကြောက်ခဲနဲ့တန်နိုင်ကိုဖျက်ကထောင်ပေါက်ပြေးဖို့ကြိုးစားနေပြီးအရင်ဖမ်းခံထားတဲ့လူကအဲ့လိုမလုပ်ဖို့နဲ့ထောင်ထဲကနေဘလို့ထွက်ရမလဲပြောကတခွဲကန်းရဲ့ဒါရိုက်တာအဆာကူရာလို့မိတ်ဆက်ခဲ့ပါတယ်။တခွဲကန်းမှာတော့မဟိုရီဂူချီဆိုတဲ့သွေးကိုဖြိုးလို့လှုပ်တောက်တတ်တဲ့ကက်ရှိမားရဲ့လက်ထောက်ရောက်လာခဲ့ပါတယ်။မက်ကဘာတွေဖြစ်နေကြရလဲမေးနေပြီးတခွဲကန်းလူတွေကလိန်ခဲ့ရကြောင်းဘောပင်နဲ့ထိုးခဲ့ပြီးသူ့လူတယောက်လဲကြတာပုံမှန်ဘလို့ဖြစ်နိုင်မှာလဲလို့ပြောခဲ့ပြီးနောက်မှာတော့ရှင်းကဘောပင်နဲ့ပြစ်ခဲ့ပြီးမက်ကလည်းရှောင်လိုက်ပါတယ်မက်ကလည်းသူတို့ရဲ့အရန်မိုက်တဲ့သူသစ်သနာတွေပြမယ်လို့ပြောကရှင်းရဲ့လေပင်ကိုအလင်းမြက်နောက်ကနေဆွေးတွဲနဲ့ထိုးခဲ့ပြီးလက်မောင်းခလုတ်ကိုဖွင့်ကရှင်းကစကားပြောတဲ့အခါမှာတော့တခြားစကားတွေဖြစ်နေခဲ့ပါတယ်မက်ကအုံနောက်ထဲကလိုင်းတွေကိုထိန်းချုပ်လိုက်တာဖြစ်ပြီးအခုဆိုသူခလုတ်ဖွင့်လိုက်တာနဲ့အုံနောက်ကြောင့်ပုံမှန်လို့မြင်နိုင်ပြောနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒီလိုနဲ့ရှင်းကလည်းပြန်မြင်ပေးဖို့ပြောကထိုးခဲ့ပြီးမက်ကရှောင်လိုက်တဲ့အချိန်ဆာကာမိုတိုကမက်ရဲ့မျက်နှာကိုအိနေအောင်ထိုးချလိုက်ပြီးဆာကာမိုတိုရဲ့မျက်နှာကိုတော့ရှင်းက4000ကြီးအဖြစ်မြင်နေရပါတယ်ပေါ်ထဲမှာတော့ဘက်ကားတစ်စီးနဲ့အတူရှိရှိဘနဲ့အိုဆာရာဂီကဆလာကိစ္စနဲ့ပတ်သက်ပြီးပြရစီရောက်လာခဲ့ကြပါတယ်